Hello ဒီဗီဒီယိုလေးမှာတော့ခြေတို့ကစပြီးတော့ Python programming language ကိုစပြီးတော့လေ့လာကြမယ် Okay အဲ့တော့Python နဲ့ပတ်သက်ပြီးခြေတို့ exercise တွေလုပ်မယ်ပေါ့နော်အဲ့တော့ခြေတို့ဒီနေ့ lesson 1အနေနဲ့ကတော့ Python မှာကိုယ့်ရဲ့ output လေးတွေကိုဘယ်လိုထုတ်ကြလဲဆိုတဲ့ဟာလေးကိုခြေရှင်းပြပေးမယ် Okay အဲ့တော့ဒီခြေကအရင်ဆုံး desktop ပေါ်မှာ folder လေးတစ်ခု create လုပ်မယ်ဘာလို့ folder လေး create လုပ်မယ်ဆိုဒီထဲမှာခြေတို့ကဘာလဲဆို Python နဲ့ပတ်သက်တဲ့ exercise တွေအကုန်လုံးလုပ်မယ်ပေါ့နော် exercise တွေအကုန်လုံးရေးမယ်ထည့်ထားမယ်ဆိုတော့တစုတစည်းလေးဖြစ်ချင်တာဖြစ်တဲ့အတွက်ခြေတို့ခြေက folder လေးတစ်ခု create လုပ်လိုက်တယ်အဲ့တော့ folder name လေးကိုကြိုက်တာပေးလို့ရတယ်ပေါ့နော်ဒီခြေကတော့ Python exercise တွေလုပ်မှာဖြစ်တဲ့အတွက် Python exercise ဆိုပြီးတော့ဒီခြေကပေးလိုက်မယ်နော်အဲ့ဆို exercise ဆိုတဲ့ folder လေးဖြေရ create လုပ်လိုက်ပဲဒီ folder ထဲမှာဒီခေတို့အခုနောက်လုပ်မဲ့ exercise တွေအကုန်လုံးဒီ folder ထဲမှာပဲတွားပြီးတော့ save လုပ်မယ်ပေါ့နော် okay အဲ့တော့ folder လေး create လုပ်ပြီးသွားလို့ရှိရင်ခြေတို့ကဘာလုပ်မလဲဆိုရှင် sublime tab လေးကိုဖွင့်မယ်ပေါ့နော်အဲ့တော့ sublime tab လေးကနေခြေတို့ခုန folder လေးကိုတွားခေါ်မယ်နော် folder လေးကိုတွားခေါ်မယ် desktop ကPython exercise ဆိုတဲ့ folder လေးကိုဒီကခေါ်လိုက်ပြီးအဲ့တော့ folder လေးဝင်သွားပြီပေါ့နော်အဲ့ဒီမှာခြေတို့က Python exercise တွေပေါ့နော်လုပ်သွားမယ်ပေါ့နော်အဲ့တော့ folder ထဲမှာခြေတို့တစုတစည်းတဲ့စုထားတဲ့သဘောလေးပေါ့နော် okay အဲ့တော့အရင်ဆုံးဒီခြေက new file တစ်ခုယူလိုက်မယ် okay အဲ့တော့ new file တစ်ခုယူမယ်ယူပြီးတော့ခြေတို့ Python file တွေရေးမယ်ဆိုလို့ရှိရင်ဒီ Python တွေကို file တွေကို save လုပ်မယ်ပေါ့နော်အဲ့တော့ file ကို save လုပ်မယ်အရင်ဆုံး save app လုပ်မယ် save app လုပ်မယ်အဲ့တော့ဒီမှာက desktop တွေက Python exercise ဆိုတဲ့ file လေးတွေကိုရှောင်နေပြီပေါ့နော် okay အဲ့တော့file name တွေကကြိုက်တာပေးလို့ရတယ်ပေါ့နော်တခုမဖြစ်ကြတာကဘာလဲဆိုလို့ရှိရင် Python မှာသုံးထားတဲ့ keyword တွေ function name တွေတော့မဖြစ်ကြဘူးပေါ့နော်အဲ့တော့ keyword တွေကဘာလဲ function name တွေကဘာလဲဆိုတော့တဖြည်းဖြည်းနဲ့သင်ခန်းစာတွေမှာပြောသွားတယ်အခုလောဆယ်တော့ဒီချက်က Python name ကိုအလွယ် exercise 1 exe1 လို့ပေးလိုက်မယ်နောက်ကနေ .py လေးထည့်မယ်ဘာလို့ .py လေးထည့်တာလဲဆိုတော့ Python file လို့နောက်ကနေ .py လေးနဲ့ save ပေးရမယ်Okay เนาะအရှိရနာမည် exe1 မှာတော့ကြိုက်တဲ့နာမည်ပေးလို့ရတယ်ဒါပေမဲ့ Python ရဲ့ keyword တွေမဖြစ်ကြဘူး keyword တွေကဘာလဲဆိုတာတော့နောက်သင်ခန်းစာတွေမှာသိသွားမယ်เนาะအဲ့တော့ exercise 1နေရာမှာကြိုက်တဲ့ name ပေးမယ်ဒါပေမဲ့နောက်က .py လေးပါရမယ်ဘာလို့ .py စေးတာလဲ Python file လို့ .py စေးမယ်Okay အဲ့တော့အချိန်က save နေလိုက်ပြီအဲ့တော့ဒီမှာ file လေးရောက်သွားပြီအဲ့တော့ဒီနေ့ကအချိန်ကဘာလဲဆိုလို့ရှိရင် Python မှာကိုယ့်ရဲ့ဘာလဲဆိုလို့ရှိရင် output ထုတ်ချင်ရင်ပေါ့နော်ဘာလေးကိုသုံးရလဲ print ဆိုတဲ့ဟာလေးကိုသုံးရတယ် Okay เนาะ print ကfunction ပေါ့နော်သူရဲ့နောက်ကနေဒီလိုမျိုးဟာလေးပါဒါဆိုတော့သူက function လို့ပြောတာပေါ့နော်အဲ့တော့ print function လေးသုံးပေးရတယ်အဲ့တော့ print function ကကျတော့ Python ရဲ့ built-in function ပဲဟုတ်ပြီเนาะအဲ့တော့ screen ပေါ်မှာ output ထုတ်ပြဖို့အတွက်သုံးတယ် print ဆိုတဲ့ function လေးကိုသုံးပေးရတယ်ဟုတ်ပြီเนาะအဲ့တော့ print ထဲမှာခြေတို့ကပါလဲဆိုလို့ရှိရင်ကိုထုတ်ချင်တဲ့ဟာလေးကိုဥပမာ string တွေထုတ်ချင်တယ်ဆိုလို့ရှိရင်တော့ခြေက double ကုန်းနဲ့ရေးမှာပေါ့နော်ဥပမာ hello ဆိုတဲ့စာလုံးလေးထုတ်ချင်တယ်ဒါဆိုရင်တို့ double ကုန်းထဲမှာ hello လို့ရေးလိုက်မယ် okay အဲ့တော့ဒါလေးကိုခြေက save လုပ်လိုက်ပြီး control s နဲ့ save လုပ်လိုက်ပြီး run ကြည့်မယ်နော်အဲ့တော့ window r command prompt cmd နော်ဒီမှာ cmd command prompt သွားမယ်အဲ့တော့ဒီမှာဆိုတော့ python file လေး run တော့မယ် run တဲ့အခါမှာ cd ရေးပေးရမယ် space တစ်ချက်ခုံမယ်ပြီးလို့ရှိရင်ခုနကတော့ဒီချာ folder လေး create လုပ်ခဲ့တယ်ဘယ်မှာ create လုပ်ခဲ့တာဒီချာ desktop မှာ create လုပ်ခဲ့တယ် okay desktop အဲ့ဒီမှာเนาะdesktop ဆိုတဲ့စလုံးပေါင်းကိုမှန်ရမယ်သူရဲ့စလုံးတွေမမှားရဘူးเนาะ capital letter small letter အကုန်မှားလို့မရဘူးပြီးရင် backslash เนาะပြီးလို့ချင်း folder name လေးဒီက folder name ကိုပါပေးခဲ့ရတယ်ဆိုတော့ python_exercise ဆိုပြီးတော့ဒီကပေးခဲ့တာအဲ့တော့ကိုပေးခဲ့တဲ့folder name လေးရေးပေါ့နော်ဒီချက်ဒါလေးပြီးတော့ဒီတိုင်းလေးရေးလိုက်တယ်ပြီး enter ခောက်မယ်အဲ့တော့ခြေတို့ပါလဲဆိုရင် desktop တွေက python exercise ဆိုတဲ့ folder လေးကိုဝင်သွားပြီလို့သဘောပြောတာအဲ့ဒီမှာခြေကခုနကတော့ file လေးက ehe1.py လို့စေခဲ့တယ်เนาะအဲ့တော့ python လေးကို run မယ်ဆိုရင်အဲ့ folder လေးလည်းရောက်သွားပြီ python လေးကို run မယ်ဆိုဒီမှာ python ရေးမယ် space ပြီးလို့ရှိရင် file လေးပေါ့နော် ehe1.py okay ခုနကတော့ချက်ပါရေးခဲ့တာလေ print ထဲမှာဒီမှာ hello လို့ရေးခဲ့တာလေဒီမှာ hello လေးပေါ်နေရပေါ့နော် okay အဲ့တော့ကျွန်တော်နောက်တစ်ခုထပ်ရေးကြည့်အောင် print ဆိုတဲ့ function လေးကိုသုံးပြီးတော့ string ဆိုရင် double ကုတ်ထည့်เนาะအဲ့တော့အဲ့ဒီမှာဒီချက်ကအဲ့ဒီ string ကြီးကို double ကုတ်မထည့်ပဲရေးပြမယ်เนาะ
Okay ခုနအတိုင်းပဲကျွန်တော်ပြန် run မယ်ဒီမှာတော့ folder တွေကိုရောက်ပြီးသားဖြစ်တဲ့အတွက် cd desktop ဘာညာရေးစရာမလိုတော့ဘူးpython ehe1.p1 okay ဒီမှာတွေ့လား error ထပ်သွားပြီname hello is not defined နဲ့ဘာလို့ဆို string ကြီးကိုဒီချက်က double ကုတ်နဲ့မရေးခဲ့တဲ့အတွက် error တက်တာအောက်ဖို့မထုတ်ပေးဘူးပေါ့နော်အဲ့လိုပြောချင်တာနော် okay အဲ့တော့ဒီမှာ double ကုတ်ရေးထားတဲ့ဟာကျတော့ပေါ်တယ်နော် okay အဲ့တော့ဒီမှာကအဲ့ဆိုရင် string တွေဆိုရင် double ကုတ်နဲ့ရေးရမယ်ဆိုတာမှတ်ထားမယ် okay နော်ဒီမှာဒီချက်က hello good morning လို့ပြောင်းကြည့်မယ်ဒါလေးပြလိုက်မယ်နော် hello good morning string တစ်ကြောင်းပဲပြန် run ကြည့်ရအောင် p1 is python ehe p1 okay hello good morning ဖြစ်တယ်เนาะအဲ့တော့ string တွေရေးခြင်း double ကိုထဲမှာရေးမယ်လို့မှတ်မယ်နောက်တစ်ခုကကျတို့ဘာလဲဆို number တွေဆိုရင်တော့ကျတို့ဘာလဲဆိုလို့ရှိရင် double ကုန်းနဲ့မရေးဘူးပေါ့เนาะဥပမာ2025 okay run ကြည့်ရအောင် number ခုနအတိုင်းပဲ python ehe1.p1 okay hello good morning 2025 ထွက်တယ်เนาะအဲ့တော့အခုဘက်ကမှာ string တွေဆိုရင် teacher တို့က double ကုန်းနဲ့ရေးမယ် number တွေဆိုလို့ရှိရင်တော့ double ကုန်းနဲ့ရေးစရာမလိုဘူးပေါ့เนาะ okay เนาะဆိုတော့ဒီနေ့သင်ခန်းစာလေးမှာကteacher တို့Python programming language မှာ output ထုတ်ချင်လို့ရှိရင် print ဆိုတဲ့ function လေးကိုသုံးလို့ရတယ်ပေါ့နော်သုံးပြီးတော့ထုတ်ပေးရမယ်ပေါ့နော် okay နောက်နေ့မှာနောက်ထပ် video တွေဆက်ပြီးတော့တင်ပေးပါမယ် thank you